ဒီနေ့ကတော့ပကံမှာမြန်မာဟင်းအမျိုးပေါင်း40ကျော်ကိုဘူဖေအဝါစားလို့ရတဲ့မြန်မာထမင်းဆိုင်လေးမှာသွားစားဖြစ်ပါတယ်ရှယ်ပဲဒီဆိုင်လေးကတော့ဥစီဆိုတဲ့စေုံဘူဖေထမင်းဆိုင်လေးပါဆိုင်နေရာလေးကလည်းကြက်ကြက်ဝိုးလေးရှိပါတယ်ဆိုင်ထဲကိုဝင်လိုက်တာနဲ့ခုလိုမျိုးပကံ vibe အပြည့်ပဲပေါ့နော်ပေးသွေးပါမေတာပဲပုံလေးနေမမေဟောနာတာဟဲ့လားဩဒါတိုင်းဒီဇိုင်းဒါပူချောလာတာကြည့်ပါဦးဒါခရမ်းဒီအကြေချက်ကလေးပါမဖြစ်စင်ကနေချာပုံလေးအမျိုးပေါင်း30ကျော်လောက်ဟုတ်လားဘူးဖေရန်ရောတောင်းရောဆိုရင်40လောက်ရှိဟုတ်အရန်ဟင်းတွေကလည်းအစုံပဲပေါ့နော်အသားဟင်းဆိုရင်လည်းကြက်သားမဲသားဝဲသားငါငဖဲဆိုပြီးတော့အစုံပဲပေါ့နော်ဘူဖေးဆိုရင်တော့ဟင်းပွဲမျိုးပေါင်း40ကျော်ကိုစိတ်ကြိုက်ဝါစားလို့ရတယ်ပေါ့နော်ဘူဖေးမဟုတ်ဘူးကွာတခါပြင်စားချင်တယ်ဆိုရင်လည်းဒီဆိုင်မှာတခါပြင်လဲရပါတယ်ဟင်းတွေကများလုံးပဲပို့တော့ဘယ်ဟာအရင်စလို့စားမှမသိဘူးပေါ့နော်ကဲခုကတော့ဒီမှာပေါ့နော်ဘူဖေးလာစားတာပကံရောက်တော့အမေကိုဒီမြန်မာထမင်းဟင်းဘူဖေးလာကျွေးတာပေါ့နော်ခင်းကတော့မျိုး40ကျော်ရှိရယ်စပွဲဝိုင်းပြည့်ဆိုတော့ဘယ်ဟာစားလို့စားမှမသိဘူးဘိုင်လေရန်စားနေပြီဆိုတော့စပြီးတော့စားပါတော့မယ်အဲကြတော့အမေဦးချက်နာမေဦးလေအားတော့ငါဖဲစီပြန်ဟင်းပြီးကျဲဟိုမှာတင်းငင်းသီးလေးတွေရောထည့်ထားဒီမှာဟင်းမွေးတွေအများလုံးတော့မလဲမမီဘူးမကြီးရွက်တော့နားပါမကြီးရွက်တော့ဒါကြက်သားစပွဲဝိုင်းတော်တော်လေးကိုကြီးရတော့နော်ဟင်းပွဲတွေအပြည့်ဟင်းပွဲက40ကျော်တယ်ဆိုလေဒါကြတော့ငါဥကက်လေးပါဟိုရှယ်ပဲခုလိုမျိုးဘူဖေးစားမယ်ဆိုရင်တော့ထမင်းအများကြီးမစားဘဲနဲ့ဟင်းတွေကိုမြများစားတင်နေပေါ့နော်ထမင်းအများကြီးစားလိုက်ရင်တော့ဟင်းတွေအများကြီးမစားနိုင်ပဲဖြစ်သွားမယ်ပေါ့နော်ဘောတော့ပကံကိုရောက်တိုင်းဒီဆိုင်ကိုလာစားဖြစ်တယ်ဗောနော်ဟိုအရင်လာစားတော့သူက1000ပဲ1000ကနေသူက1000ခွဲအခုဆိုရင်1000ဗောနော်ဘူဖေးအဝါစားအသားဟင်းတွေကုန်ရင်လည်းသူကထပ်ဖြည့်ပေးရဗောနော်ဟုတ်ဒင်းမှာပဲချထားလိုက်ချင်းပေါင်ကြော်ထားတာnatin numili mo. Umidese na. To sếp qua. Ako ngsaw hili nene psipi pa. Ngsaw hili no.စိတ်မချမ်းနဲ့ကောင်းတယ်စိတ်မချမ်းနဲ့ဟုတ်ဒီကဒီညီဒီဆိုရင်တော့အရင်ကြိုက်တာဒါပေမဲ့ဒီလိုသွားလာတဲ့အချိန်ဆိုတော့စားဖြစ်ဘူးပေါ့နော်ကောင်းတယ်အဲဒီလိုကြီးပေါ်ဆုံးတင်ညီဒီဘုံပြီးတဲ့ကျွန်တော်မနေ့ကဈေးရောက်ရင်ဈေးမှာအနီးဝဲသွားရထားနဲ့ပြန်လာတော့ဝဲလို့ရရလေ
ဒီမှာစီးဘူးဒီအပေါ်ဆုံး ဒီမှာတိုးစရာဘန်းဆိုလေဒီလိုအဆွဆုံလေးချထားပေးရပါတော့ စီးဘူးဒီဖန်ကားလေး မဆီဖြူတီးသူရရတယ်ပဲနော် အဲ့ပတူဇဘဲဒါကြတော့အေးလေးဒီလိုလေးထည့်ပေးထားတာချစ်စရာလေးအီကိုပြေသွားပဲကိုကတော့စလို့ဘာလဲတော်တော်တင်းသွားပြီပေါ့နော်တရားစလို့ကောင်းပါလေဟင်းတွေကစုံတော့ဘယ်ဟာစလို့စားမှမသိဘူးပြီးတော့ဈေးရလည်းတန်တယ်ပေါ့နော်ဒီလိုဟင်းအမျိုး40ကိုမှ1900ဆိုတော့ရန်ကုန်တန်ပါတယ်ဒီလိုဘူဖေးစုံလေးစားချင်နေဆိုတော့ဒီဥစီဆိုတဲ့ဒီလိုမြန်မာထမင်းဟင်းဘူဖေးဆိုင်မှာလာစားပေါ့နော်ပကံရောက်ရတော့ဒီဘူဖေးကတော့တစ်ခါတော့စားကြည့်ဖြစ်အောင်စားကြည့်ပေါ့နော်ဒီနေ့ဗီဒီယိုလေးတော့ဒီမှာပြလိုက်ပါမယ်တတ